မန်ချက်နိုင်တဲ့လာမယ့်ရာသီမှာကစားသမားဗန်နေရောက်ခေါ်မလဲဆိုတာလက်ရှိအချိန်မှာမခံမှန်းနိုင်သေးပေမဲ့သူတို့အနေနဲ့လာမယ့်ရာသီအဓိကဖြည့်တင်းသွားမယ့်နေရာကကွင်းလယ်ပိုင်းဖြစ်တယ်ဆိုတာကိုတော့နာမည်ကျော် report တော်တော်များများကဖော်ပြထားခဲ့ပြီးသားဖြစ်ပါတယ်။လက်ရှိအချိန်မှာ United ကနေရာသီမှာခေါ်ယူအားဖြည့်သွားမယ့်ကစားသမားစင်းဆိုပြီးတော့ Telegram သတင်းဌာနကဖော်ပြလာတဲ့ကစားသမားတွေက10ရောက်ဝန်းကျင်ရှိနေကြတာပါ။အဲ့10ရောက်ထဲမှာပြန်ပြီးတော့ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် United ရဲ့ကွင်းလယ်မှာအတော်လေးကိုအင်အားတောက်တင်းသွားမယ့်ကစားသမားတွေဖြစ်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီပိုင်းမှာဆို United အသင်းဟာဝူအသင်းရဲ့ကစားသမားမားတရက်မှာနေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖီဗီလာအသင်းရဲ့ကစားသမားလူဆီယန်အကူမေးနဲ့ဗီလာရီရဲ့အသင်းရဲ့ကွင်းလယ်ကစားသမားပါပီဂွေရိုနဲ့ဇက်တိုက်ကိုသတင်းထွက်နေကြတာပါ။ရှေ့မှာတော့ကလည်းတွန်နာလီဂွေမာရက်စ်ပြီးဘလီဘာပြီးအီလီယောအက်တာဆန်ကာမာပင်ကာနောက်ပြီးတော့ခရစ္စတယ်ဘဲလီအသင်းရဲ့ကွင်းလယ်ကစားသမားအတန်ဝါတန်အစရှိသဖြင့်ကစားသမားတော်တော်များများနဲ့သတင်းတွေတောက်လျှောက်ထွက်နေကြတာပါ။ဒီကစားသမားတွေကတယောက်နဲ့တယောက် profile မတူသလိုအသက်အရွယ်ရလည်းအတော်လေးကွာခြားမှုရှိနေတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒီအပိုင်းသတင်းထွက်ခဲ့တဲ့ကစားသမားတွေကပထမဆုံးကစားသမားတယောက်ဖြစ်တဲ့ဒီမားတက်မန်နေအတွက်ဒီဝူအသင်းကတောင်းဆိုထားတဲ့ကစားသမားကတော့ပေါင်တန်း90ဝန်းကျင်ရှိရလို့သိရပါတယ်။ဒီကစားသမားကတော့အသင်းသုံးကစားသမားမျိုးမဟုတ်ဘဲနဲ့လူငယ်ကျယ်ဝင့်ကစားသမားတယောက်ဖြစ်ပြီးအင်္ဂလန်သားဖြစ်နေတဲ့အတွက် United အနေနဲ့ဒီကစားသမားကိုတကယ်တမ်းခေါ်ယူပါမလားဆိုတာတွေးဆရာရှိပါတယ်။ United လက်ရှိကွင်းထဲမှာအင်္ဂလန်ကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့မိုင်နူးနဲ့ရှိနေတာကြောင့်အင်္ဂလန်သားချင်းတွဲဖက်ရင်ပိုပြီးအဆင်ပြေတယ်လို့ Michael Carrick နဲ့ United ဘုတ်ပွဲဝင်တွေကသုံးသပ်မှုတွေရှိတယ်ဆိုပြီးတော့ပြောဆိုတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့တချို့ပရိသတ်တွေကတော့ဒီနေရာမှာဒီမာနေထက်စားလို့ရှိရင် United အသင်းအနေနဲ့ Crystal Palace အသင်းရဲ့အင်္ဂလန်ကွင်းလယ်ကစားသမားအတန်ဝါတန်နဲ့ Nottingham Forest အသင်းရဲ့အင်္ဂလန်ကွင်းလယ်ကစားသမား Elliot Anderson တို့ကိုစဉ်းစားသင့်တယ်ဆိုပြီးတော့ပြောဆိုနေတာမျိုးလည်းရှိပါတယ်။နောက်ပြီးတော့လာမယ့်ရာသီမှာ United အသင်းဟာ Casemiro ကိုလက်လွတ်ဆုံးရှုံးမှာဖြစ်တယ်လို့ Ugarte ကိုလည်းရောင်းထုတ်သွားဖို့ရှိနေတာကြောင့်ကွင်းလယ်အဖျက်အားတန်တဲ့ကစားသမားအကြောင်းခေါ်ယူဖို့လည်းစောင့်ကြည့်နေလို့သိထားရတယ်။ဒီတော့ United ရေယာထဲမှာရှိနေတဲ့ကစားသမားတွေကဒီ Sevilla အသင်းက Lucian Agume ဒါ Villarreal အသင်းက Papi Gueye နဲ့ Real Madrid အသင်းရဲ့ကွင်းလယ်ကစားသမားကာမာဖင်ဂါတို့ပဲဖြစ်ပါတယ်။ဒီကစားသမားတော့ profile မတူတဲ့ကစားသမားတွေဖြစ်တယ်လို့ United အသင်းအတွက်အသင်းသုံးနိုင်တဲ့ကစားသမားတွေပါ။အဲ့တော့ Villarreal ကစားသမားပါပီဂွေးကတော့လက်ရှိချိန်မှာအသက်28နှစ်အရွယ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ Senegal လူရေးစင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကအသင်းအတွက်အဓိကကွင်းလယ်ကစားသမားတစ်ယောက်အပြင်ခြေစွမ်းပြနိုင်ခဲ့ပြီးတော့နံပါတ်6နေရာမှာကောင်းကောင်းကစားနိုင်ကစားမှာပါ။ဒါအပြင်လိုအပ်ရင် box to box နံပါတ်8နေရာမှာလည်းကစားနိုင်ပြီးတော့ပြေးလာနိုင်စွမ်းလည်းရှိပါတယ်။ဒါပေမဲ့သူကဒီ Casemiro လိုမျိုးဘောလုံးလမ်းကြောင်းတွေကိုတွဲဆပြီးတော့ဖျက်ထုတ်ရှင်းလင်းနိုင်တဲ့သူမဟုတ်ဘဲနဲ့နောက်ကနေအသေးအံလိုက်ဖျက်ထုတ်တဲ့ worry တော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရပါတယ်။ဒါကတော့ United အသင်းစိတ်ဝင်စားနေတာက Sevilla အသင်းရဲ့ကစားသမား Lucian Agume ပဲဖြစ်ပါတယ်။Lucian Agume ကတော့ Casemiro နဲ့ Ugarte ပေါင်းဆက်ထားတဲ့ကစားသမားလို့ပြောလို့ရပါတယ်။သူကဘောလုံးဖန်တီးမှုလည်းပြုလုပ်နိုင်တယ်လို့အဖျက်လည်းကောင်းကောင်းကျွမ်းကျင်ပါတယ်။နံပါတ်6နေရာနဲ့ဆလို့ရှိရင်နံပါတ်8နေရာမှာကောင်းကောင်းကစားနိုင်တဲ့ကစားသမားမျိုးပါ။သူက United က2025ခုနှစ်ကစတင်စောင့်ကြည့်နေတာဖြစ်ပြီးတော့လာမယ့်ရာသီမှာတကယ်ကမ်းလှမ်းသွားမယ်လို့လည်းသတင်းတွေဆက်လိုက်ထွက်နေပါတယ်။အဲ့တော့ Sevilla ဘက်ကတော့သူ့ကိုခေါ်ယူဖို့အတွက်ပေါင်တန်း30ဝန်းကျင်သတ်မှတ်ထားတယ်လို့သိထားရတယ်။ပြည်သက်တွေရေးစင်အသင်းပေါ်ဖြစ်တာကြောင့်ကွင်းလယ်မှာမိုင်နူးနဲ့လည်းကောင်းကောင်းတွဲဖက်နိုင်မယ်လို့ယူဆထားပါတယ်။နောက်ဆုံးတစ်ယောက်ကတော့အားလုံးသိတဲ့အတိုင်း Real Madrid အသင်းရဲ့ကွင်းလယ်ကစားသမားကာမာပင်ကာပါ။ဒီကစားသမားကတော့အသက်အရွယ်အားဖြင့်23နှစ်သာရှိသေးတာကြောင့်ငယ်ရွယ်တဲ့ထင်ပေမဲ့ Real Madrid အသင်းနဲ့ Champions League ဖလားတွေပြီးတော့ La Liga ဖလားတွေရရှိထားပြီးသားကစားသမားတစ်ယောက်ဖြစ်တာကြောင့် United တို့ခေါ်ယူမယ်ဆိုလို့ရှိရင်လည်းအသင်းသုံးကစားသမားတစ်ယောက်ဖြစ်သုံးနိုင်မှာပါ။နောက်ပြီးသူ့ရဲ့အားသာချက်ကကာမာပင်ကဟာဘယ်တန်ကစားသမားဖြစ်ပြီးတော့ကွင်းထဲမှာသူနဲ့တွဲဖက်မဲ့ကိုပေမိုင်တို့ကညာတန်ကစားသမားဖြစ်တာကြောင့် United ရဲ့ကွင်းလယ်ဟန်ချက်ကိုပို့ပြီးတော့ညီစီမှာဖြစ်ပါတယ်။ကာမာပင်ကတော့အကူမင်းနဲ့ကစားပေါက်တော်တော်လေးဆင်တူပြီးတော့နံပါတ်6နဲ့နံပါတ်8နေရာမှာကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ Real Madrid ဘက်ကပေါင်တန်း80ဝန်းကျင်သတ်မှတ်ထားတာကြောင့်ကျန်တဲ့ကစားသမား2ယောက်ထက်စာလို့ရှိရင်တော့ပို့ပြီးတော့ဈေးကြီးတယ်လို့ပြောနိုင်ပါတယ်။ဒါ့အပြင် United က Premier League ကစားသမားတွေဖြစ်တဲ့ Bellingham အတန်ဝါတန်နဲ့ Elliot Anderson တို့ကိုစောင့်ကြည့်နေတယ်လို့ Tonali နဲ့ Guimaraes ကိုလည်းအမှန်ကန်စိတ်ဝင်စားတယ်လို့သိရပါတယ်။ဆိုတော့ United ရဲ့ကွင်းလယ်ကစားသမားနောက်ထပ်စိတ်ဝင်စားဖို့အကောင်းဆုံးကတော့လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား Matt Allister လည်းပါဝင်လာတာပဲဖြစ်ပါတယ်။ဒီအာဂျင်တီးနားကွင်းလယ်ကစားသမားဟာလက်ရှိလီဗာပူးအသင်းမှာမပြောမရှင်ဖြစ်နေပြီးတော့ရာသီကုန်မှာအသင်းကနေထွက်ခွာမယ်ဆိုပြီးသတင်းတွေထွက်နေကြတာပါ။ဆိုတော့လာမယ့်ရာသီ United အသင်းကိုဘယ်ကွင်းလယ်ကစားသမားများရောက်လာနိုင်မယ်။တစ်ယောက်ပဲရောက်လာမလား၊နှစ်ယောက်ပဲရောက်လာမလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။